လူကြီးမင်းတို့အိမ်က TV တွေက smart TV မဟုတ်လို့ဒီ line တွေပါဖမ်းရတဲ့အချိန်မှာအဆင်မပြေတွေဖြစ်နေလားဒါမှမဟုတ်လဲရုပ်ထွက်တွေပါတွေကအရင်မကြည့်လို့ဝါနေတာတို့ပါလို့အဲ့လိုမျိုးဖြစ်တယ်ပြီးတော့ line ဆွဲရတွေတိတ်မကောင်း line တွေပါဖမ်းရတာခက်တယ်ဒါမျိုးတွေနဲ့ခေါင်းရှောက်နေပြီလားဒါဆိုရင်တော့ဒီပြဿနာတွေကိုဖြေရှင်းပြမယ့်ဟာလေးရှိပါတယ်ခင်ဗျာHello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပေးမယ့်ဟာလေးရတော့ဒါပစ္စည်းတွေလုံးဝကိုပြတ်သွားပြီးတော့ပြန်ဝင်မှုတော်တော်ကြီးကိုကြာသွားတဲ့ပစ္စည်းလေးပြအဲ့ဒါဘာလဲဆိုတော့ဒီကောင်လေးတွေပါနော် setup box ပါ setup box ကိုမှဒီကောင်လေးကနည်းနည်းပိုးပြီးထူးထူးခြားလေးနဲ့ရတယ်ပေါ့နော်ပစ္စည်းကြီးတော့ကလည်းအများကြီးမရှိဘူးနော်အဲ့တော့ကိုနဲ့အဆင်ပြေလို့ဟိုပါလေကိုတို့အသုံးဝင်လို့လေဆိုရင်တော့အများလားမှားလိုက်ပါနော်ဘာလို့ဆိုပစ္စည်းကြီးတော့ကအရင်မရှိဘူးပြီးတော့ပစ္စည်းကအရင်ရှားတယ်ပေါ့ဗျာဝယ်ရအရင်ခတ်တယ်ပေါ့ကျွန်တော်တို့ဒိုင်းနေမှာဝယ်ရတာအရင်ခတ်တယ်ပစ္စည်းလုံးဝပြတ်သွားတဲ့အထိကို2လ3လလောက်ကိုပြတ်သွားတာဗျအဲ့လိုယူကြသွားရပါတော့အခုမှဒါပြန်ဝင်လာလေးပေါ့နော်အနေချင်းမပြောင်းဝင်နဲ့အများကြီးတော့မဟုတ်ဘူးပြီးတော့ဒီကောင်လေးကဒီ Lion Star ဆိုတဲ့စိတ်ညာဝင်နေပေါ့နော်ဒီကောင်မှာဘာတွေထူးခြားသွားလဲဆိုတော့ဒီကောင်ပုံမှန် setup box ထက်ကိုပို့ပြီးတော့လှုပ်တယ်ပေါ့ဗျာတော့ဘယ်လိုပြောမလဲ Android box လိုမျိုးလဲ Android box လောက်ကြီးတော့လည်းမဟုတ်ဘူးဒါပေမဲ့ setup box ထက်တော့အများကြီးတာတယ်ပေါ့နော် Android box မိပါလေးသုံးလို့ရတယ်ပေါ့ဘာလို့လဲဆိုတော့ဒီကောင်မှာ YouTube တို့ TikTok တို့ကြည့်လို့ရပါတယ်ပေါ့နော်ပြီးတော့နောက်ထပ်သူ့ရဲ့အားသာချက်ကဒီကောင်က1080ကြည့်လို့ရတယ်ပေါ့နော် Full HD ကို Full HD 1080ကြည့်လို့ရတယ်ပုံမှန်နေဆိုတော့920လို့ပါလို့920ပြီးလို့ပါအဲ့လောက်နဲ့ပဲကြည့်လို့ရတယ်ပေါ့နော်အဲ့တော့1080နဲ့ကြည့်ရမယ်ဆိုတော့ရုပ်ထွက်ကပိုပြီးကြည်သွားတယ်ပေါ့ဗျာပြီးတော့ရင်ဒီကောင်မှာဘာထူးခြားလာမလဲဆိုတော့ YouTube က original base ပါပြီးသားပေါ့နော်အဲ့တော့ကိုကဒီဆက်ကို internet ချိတ်ပေးလိုက်ပြီဆိုတာနဲ့ဒီကောင်ကဖုန်းတစ်လုံးလိုမျိုးပဲเนาะ smart TV လိုမျိုးပဲ YouTube တွေပါပဲကြည့်လို့ရသွားပြီပုံမှန် TV line channel တွေဆိုရင်လည်းဒါမြန်မာပြည်နဲ့ဆိုရင်လုံးဝအဆင်ပြေတယ်သူရဲ့ဒီလုံးဝ setting စပြီးကိုကထိုးပြီး setting စပြီးချိန်ပြီးဆိုရင်တော့နိုင်ငံတွေပါကိုဗမာစာတွေဗမာလူမျိုးအကုန်လုံးရွေးလို့ရတယ်ပေါ့เนาะပြီးတော့မြန်မာနိုင်ငံမှာဖမ်းလို့ရတဲ့များဒီ free line တွေအကုန်လုံးဖမ်းလို့ရတယ်ပေါ့เนาะပြီးတော့ဒီကောင်မှာဒီကျွန်တော်တို့ USB stick လေးနဲ့ထိုးပြီးတော့ရုပ်ရှင်တွေပါကြည့်ချင်ဆိုလည်းကြည့်လို့ရတယ် file တော်တော်များများကိုဒီကောင်ကလုပ်တယ်ပေါ့နော်အဲ့တော့ဒီ set လေးနဲ့ကျွန်တော်ပြပြမယ်ဒီတော့မှာပါတော့ remote လေးပါမယ်ပြီးရင် TV နဲ့ server box နဲ့ကြွေးဖို့အတွက်ဒါမှကြိုးလေးတစ်ခုပါမယ်မတချို့ TV တွေမှာကျတော့ဒီကောင်တွေကတိတ်ပြီးမကောင်းတတ်တာလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ကြလည်းမပူနဲ့ဒီမှာ HDMI ပေါက်ပါတယ်ပေါ့နော် HDMI နဲ့ TV နဲ့ချိန်ပြီးတော့ထုတ်လိုက်ပေါ့နော်ပြီးတော့ဒီကောင်တွေကမီးမရတဲ့နေရာတွေမှာသုံးလို့အဆင်ပြေလားဆိုတော့ပြည်တယ်ပြမီးမရလည်းကိစ္စမရှိဘူးဒီမှာ AC နဲ့သုံးလို့မရဘူးလားရတယ်ဒီမှာကိစ္စမရှိဘူးဒီမှာဒီအပေါက်လေးမှာ DC တွဲဖို့တွဲပြလိုက်ရပြီဆိုလို့ကျွန်တော်တို့မီးမရနေမှာဆိုဘက်ထရီအိုးတွေကကျင်းကျပေါ်ရှိမှာပေါ့နော်အဲ့တော့ဘက်ထရီအိုးမှာ click နှစ်ခု click လေးညှပ်ပြီးတော့အဲ့ကဒီမှာခေါင်းလေးဒီမှာထိုးထည့်ရတယ်ဒီ set box ကအလုပ်လုပ်ပြီပေါ့နော်ပြီးတော့ဒီကောင်အလုံးခုနကျွန်တော်ပြောတော့ Wi-Fi နဲ့ကြည့်လို့ရမယ် YouTube Wi-Fi ချိတ်ပြီးတာနဲ့ YouTube ကြည့်လို့ရမယ်ဒီကောင်လေးကို Wi-Fi ချိတ်မယ်ဆိုတော့ Wi-Fi ထုံငယ်ဆက်ဟာလေးလိုတယ်ပေါ့နော်သူကဒီလိုအခုကျွန်တော်ပြပေးစားတဲ့ပုံလေးတွေဟာလေးပေါ့နော်အဲ့ကောင်လေးလိုမဲ့အဲ့ကောင်လေးတော့ဒီ USB port လေးမှာထိုးလိုက်ပြီးစားနေဒီကောင် Wi-Fi ချိတ်လို့ရသွားပြီအဲ့ကြရင်ကိုက YouTube ကြည့်မလားဗာကြည့်မလားလို့မျိုး YouTube ကနေပြီးရုပ်ရှင်ကားတွေဗီဒီယိုတွေအဲ့လိုမျိုး AC ကြည့်လို့ရသွားပြီပေါ့နော်ကိုဖုန်းနဲ့ပုံမှန်ကြည့်သလိုလေးပဲကြည့်လို့ရသွားပြီဒီပုံမှန်တိုင်းပဲအဲ့ဒီ Wi-Fi မချိတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီ free line မှန်တယ်များအားလုံး AC ပဲချိတ်လို့ရသွားပြီ setting ချင်းရတယ်လည်းအရန်လွယ်တယ်လောက်ကလည်းအရန်ရိုးရှင်းရှင်းလေးပဲနော်တက်ဆင်ရတယ်လည်းအရန်လွယ်တယ်ဘာအခက်အခဲမရှိဘူးမီးနဲ့သုံးမယ်ဆိုရင်မီးနဲ့ဒီမှာပလက်ထိုးမယ်ဒီရဟာလေးလည်းသူ့အယောင်တိုင်းအဖြူဆိုအဖြူအနီးဆိုအနီးအဝါဆိုအဝါဒီမှာထိုးမယ် TV မှာလည်းအဲ့တိုင်းပဲသူ့အယောင်တိုင်းလေးပဲထိုးလိုက်မယ်ဒါဆိုပြီးသွားပြီဒီမှာပါဝါဖွင့်ပြရနေလို့ခုနဖွင့်လိုက်ပြီပေါ့နော်ခုနဝါဖိုင်လို့ဆိုခုနဒါမူလေးလည်းရှိရပေါ့နော်ဒါကတော့ Bluetooth ဟာပေါ့နော်ဒါမျိုးဟာလေးလည်းလာတယ်တော့ဈေးကောက်မှာပုံစံမျိုးနဲ့လာတယ်ပေါ့ဗျာဒါတော့ကိုကြိုက်တာနဲ့တက်ပါတကယ်လို့မတက်လည်းကိစ္စမရှိဘူးဝါဖိုင်မချိတ်ဘဲနဲ့တိုင်းကြည့်မယ်ဆိုလည်းကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒီကောင်ကအဲ့ TV ဟာလေးလည်းပြန်ပြီး record လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ set box လေးတွေကဒါတကယ်အခုချိန်မှာပစ္စည်းရှားပါတဲ့ဟာလေးတွေပေါ့နော်ပစ္စည်းရှားပါတယ်အရေးအတွက်ကအနည်းငယ်ပဲရတယ်အကန့်အသတ်နဲ့ပေါ့နော်အဲ့လိုမျိုးအရေးအတွက်အနည်းငယ်ပဲရတယ်ပြီးတော့ဝယ်ချင်တဲ့လည်းအများကြီးဝယ်လို့မရဘူးပေါ့ဗျာအဲ့လိုမျိုးလေးပြီးတော့လုံးဝပစ္စည်းလေးကောင်းတယ်ပေါ့အဲ့တော့ဒီကိုယ့်ရဲ့ TV က smart TV မဟုတ်လည်းကိစ္စမရှိဘူးဒီ set box လေးတစ်လုံးရှိအောင်နဲ့အကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဒီ set box လေးရှိအောင်နဲ့free line channel မှန်တယ်များအကုန်လုံးချိန်လို့ရတယ်ဒီကောင်ကသူ့ရဲ့ဟိုဟာထဲမှာတော့စာထဲမှာရေးထားတော့ line 1000 ထိသွားချိန်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ
ဒီမှာရှိတဲ့များ free line သုံးလို့ရတဲ့မှန်တယ်များ line ကြီးလို့ရတဲ့ line မှန်တယ်များအကုန်လုံးချိန်လို့ရမယ်ပေါ့ဗျာပြီးသွားရင်လည်းကိုယူ internet ချိန်မှာဆိုရင် internet ချိန်လို့ရမယ်ပြီးတော့ဒီကောင်က1080p ထွက်တဲ့အတွက်ဒါရုပ်ထွက်ကလုံးဝကြီးနေမှာပေါ့ဗျာကို TV က 1080p ကိုနိုင်နေဆိုရင်ပေါ့နော် 1080p မနိုင်တဲ့ TV ဆိုရင်တော့လည်း resolution ရှော့အောင်ပါပေါ့အဲ့တော့က 1080p နိုင်တဲ့ TV ဆိုရင် 1080p နဲ့ထားပြီးတော့ Full HD နဲ့ကြည့်လို့ရမယ်ပေါ့ဗျာဒီကောင်လေးရဲ့ဈေးနှုန်းလေးပြောပြပါမယ်နော်ဒီကောင်လေးရဲ့ဈေးနှုန်းက92,500ပါနော်အခုချိန်မှာဒီကောင်လေးက92,500ဆိုတာတကယ်ကိုတန်တဲ့ဈေးနှုန်းလေးပေါ့နော်ပြီးတော့ပစ္စည်းလည်းတကယ်ကိုရှားတယ်ဗျပြီးတော့ကိုယ့်အတွက်လိုအပ်တယ်ဆိုရင်တော့ဒါအများကြီးယူလိုက်ပေါ့နော်ဒီ setup ပေါက်လေးကလူကြီးမင်းတို့အတွက်အသုံးလို့ပဲဖြစ်ပါစေဒီကောင်လေးနဲ့ပတ်သက်ပြီးတစ်ခုခုသိချင်တာဖြစ်ပါစေကျွန်တော်ဒီအချိန်မှာဆက်တယ်မြင်နိုင်ပါတယ်ခင်ဗျာတစ်ခုခုသိချင်တာဆိုလည်းအောက်က comment မှာဝင်ရောက်ဆွေးနွေးမြင်နိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာဆက်လက်ဆောင်ပေးကြပါမယ်ခင်ဗျာ